မင်းကလေးတို့အနောက်အရှက်တွားလုပ်တယ်ဆိုလို့ရှိရင်တော့ထောင်တစ်နှစ်ကြာတော့တိုင်းပါတယ်။မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကိုမင်းများလာတဲ့မိန်းခွန်းတစ်ခုဖြစ်တဲ့အကိုတဲ့ကျွန်တော်အကိုလို့ခေါ်တာမနေ့ကတဲ့ညီမတို့ဆိုင်မှာယောက်ျားလေးတစ်ဦးကပေါ့နော်သူကလာပြီးတော့ကျမကိုနှောက်ယှက်တယ်အမျိုးမျိုးပြီးတော့လာပြီးတော့ရိုင်းဆိုင်အောင်ပြောတယ်ကျမတို့ကိုဘယ်လိုအရေးယူလို့ရမလဲဆိုပြီးတော့မေးမြန်းလာတာဒီနေရာမှာကျွန်တော်တို့ဆိုင်ဖွင့်ထားတဲ့ main လေးတွေခက်များများတွေဟာဆိုလို့ချင်းဒီဥစ္စာကိုမကြာခဏကြုံတွေ့ရလေရှိပါတယ်ဒါပေမဲ့အဲ့လိုကြုံတွေ့တိုင်းတာကျွန်တော်တို့ကတဖြည်းဖြည်းနဲ့လွန်ကျူးလာမယ်ဆိုလို့ရှိရင်တော့ရာဇသက်ကြီးပုံမှန်909နဲ့တရားစွဲလို့ရပါတယ်လို့ဒီညာကနေပြောကြားချင်ပါတယ်ရာဇသက်ကြီးပုံမှန်909မှာပြဋ္ဌာန်းတာကမိတို့မဆိုမိမတူ၏ကာယတွေကိုစော်ကားရန်ကြံရွယ်၍ပြောဆိုခြင်းပြုတည်တွင်တို့မဟုတ်အတန်ပြုတည်တွင်တို့မဟုတ်ကိုအမူအရာကိုပြသတည်တွင်တို့မဟုတ်အရာဝတ္ထုတစ်ခုကိုပြသတည်တွင်ပြောဆိုသောစကားကိုဖြစ်စေပြုသောစကားကိုဖြစ်စေထုံမိမအားကြားစေရန်ကြံရွယ်လင်တို့မဟုတ်ပြုသောကိုအမူအရာကိုဖြစ်စေပြသောအရာဝတ္ထုကိုဖြစ်စေထုံမိမအားမြင်စေရန်ကြံရွယ်လင်တို့မဟုတ်ထုံမိမ၏ကာယတွေကိုစော်ကားရန်ကြံရွယ်၍ထုံမိမ၏စိတ်ကြွယ်ရာတို့ကျူးလွန်လင်ထို့သူကိုတစ်နှစ်ထိထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်တစ်ရက်လုံးဖြစ်စေချမှတ်ရမယ်ဆိုပြီးတော့ရာဇသက်ကြီးပုံမှန်909မှာပြဋ္ဌာန်းထားပါတယ်ဒါကြောင့်မလို့မိန်းကလေးတဦးကိုအနောက်အရှက်တွားလုပ်တယ်ဆိုလို့ရှိရင်တော့ထောင်ဒဏ်တစ်နှစ်ကြာတော့တိုင်းပါတယ်လို့ဒီညာကနေညှဝင်ပေးသွားချင်ပါတယ်အရှက်ကြောင့်လုပ်တယ်ဆိုတဲ့နေရာမှာမိန်းကလေးတဦးကိုနောက်ရှက်တယ်ဒါမှမဟုတ်သူ့ရဲ့အတန်တွေကြားလိုက်တယ်အတန်ကိုကျိုင်းဆိုင်အောင်ပြောလိုက်တယ်ဒါမှမဟုတ်လိုက်နောက်ရှက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအချက်ထဲမှာပါဝင်သွားမှာပါအားလုံးတတိဝိရိယနဲ့နေကြနိုင်ပါကြတယ်လို့ဒီညာကနေပြောကြားချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်